ဇလန်ရဲ့အစမှာတော့မင်းသားငယ်လေးနဲ့မင်းသားလေးဟာ Bancroft နန်းတော်ကိုသွားနေကြပါတယ်။အဲလေးနဲ့တွေ့ဖို့သွားနေခဲ့ရဖြစ်ပြီး3နှစ်ကြာတဲ့အထိမင်းသားလေးဟာ Bancroft နန်းတော်ကိုခဏခဏသွားနေခဲ့ရဖြစ်တယ်။အိမ်တော်ကိုရောက်တော့ဒီနေ့လည်းအဲလင်းမလာဘူးလို့အိမ်တော်ဒင်းကပြောတယ်။ပြီးတော့အိမ်တော်ဒင်းဟာမင်းသားလေးနဲ့သူ့ညီကိုအိမ်ထဲတို့ဖိတ်ခေါ်ကအစားအသောက်တွေကိုသုံးဆောင်စေတယ်။မင်းသားလေးတို့သုံးဆောင်နေတဲ့အချိန်ဆိုပဲသမီးရောက်လာကနင်တို့တွေကဘာတူတွေလဲဘာကိစ္စလဲမင်းသားလေးကအဲလီနဲ့တွေ့ချင်လို့အဲလီနဲ့တွေ့ပြီးတောင်းပန်ချင်လို့ပြောတယ်အဲ့ဒီအချိန်စပွဲဘော်ကပန်းစည်းကိုတွေးတော့နင်ကလက်ဆောင်တွေအမြဲတမ်းယူလာပေးတဲ့သူလားမင်းသားလေးကဟုတ်တယ်အဲ့ဒါဆိုငါလည်းပေးဆိုကမြန်မာလူကြီးပြောချလိုက်တယ်နောက်တော့အိမ်တော်ရင်းရောက်လာကမင်းသားလေးလို့ခေါ်လိုက်တဲ့အတွက်ဟင်မင်းသားလို့ပြောလိုက်တာလားရော်ဖီလီယာမင်းသားလေးရှိမှဘယ်လိုပြောနေတာလဲမင်းသားလေးကရည်နေပြီးရော်ဖီလီယာနောက်တစ်ခါလာရင်မင်းအတွက်လက်ဆောင်တစ်ခုယူခဲ့ပေးမယ်လို့ပြောကထွက်သွားတယ်ရော်ဖီလီယာတော့ပြောနေပြီးအိမ်တော်ဒင်းကတော့ရော်ဖီလီယာကိုတတ်မဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်နောက်တစ်ပိုင်းမှာအဲလင်ဟာသူ့ဦးလေးဆိုပဲရဲ့ကြောက်တွင်းကိုသွားဖို့စီစဉ်နေပြီးအဲ့ဒီအချိန်မှာပဲကြားဖြူတစ်ကောင်ရောက်လာတယ်မင်းသမီးလေးအပြင်ထွက်မလို့လားလို့မေးကသူလဲလိုက်မယ်လို့ပြောတယ်အိုရီယာတော့မလိုက်ခိုင်းကဘာလို့လဲဆိုတော့ကြားဖြူလေးကလူပုံစံမပြောင်းနိုင်သေးလို့ဖြစ်တယ်ရိုရန်နဲ့အဲလင်ဟာထွက်သွားပြီးကြားဖြူလေးကစိတ်သက်ကြနေကအခုနောက်ဝဲမင်းသမီးလေးကငါနဲ့မစောတော့ဘူးအရင်ကဆိုအမြဲစောနေတာလို့ပြောတယ်နောက်တော့အတိတ်ကိုပြင်ပြထားပြီးအဲလင်ဟာကြားဖြူလေးနဲ့စောနေခဲ့တယ်ဒါပေမဲ့ရိုရန်ဟာအန်နီရဲ့များလို့အဲလင်ကိုခေါ်သွားတယ်အဲ့ဒီအချိန်မှာအဲလင်ဟာနေရာပိုးမော်နဲ့ကြားဖြူလေးစီကိုပြန်သွားပြီးစောနေတယ်အဲ့အချိန်ကစပြီးအဲလင်ဟာနေရာပိုးမော်အစွမ်းကိုအသုံးပြုတတ်လာခဲ့တယ်နောက်တစ်ပိုင်းမှာရိုရန်ဟာအဲလင်ကိုရှာဖို့ကြားဖြူလေးကိုသုံးကအော်စမ်းလို့ပြောတယ်အဲ့ဒီအချိန်အဲလင်ရောက်လာကကြားဖြူလေးကိုချလိုက်လို့ပြောတယ်နောက်တော့စာကြီးတိုင်မှုဖြစ်တဲ့ဘန်နီရောက်လာကငါသားကိုဘသူလုံနေတာလဲငါသားကိုလှုပ်တဲ့သူဘသူဖြစ်ဖြစ်ခွင့်မလွတ်ဘူးလို့ဆိုတယ်ရိုရန်ကတောင်းပန်ပါတယ်နောက်တစ်ခါလည်းထက်လို့အောင်မယ်ဘန်နီကဘာပြောတယ်နောက်တစ်ပိုင်းမှာအဲလင်တို့ဟာအိမ်တော်ကိုရောက်လာပြီးအဲလင်ကအဖွားကိုမေးတယ်ဆိုဘယ်ကဒီနေ့အဲလင်လာမယ်လို့မပြောထားဘူးဘာလို့လဲဆိုတော့ခေါ်မဆိုးလို့ပြောတယ်နောက်တော့လဲပေါ်မှာအဖွားကိုတွေးလိုက်ရကအာဘာဒိုရဲ့လက်ချက်ပဲဖြစ်တယ်နောက်တော့ကြောက်ကူကိုရောက်လာကကြောက်ကူကိုလာတဲ့အကြောင်းရင်းမှန်ကတော့ကြောက်ကူကိုပိတ်ဖို့ပဲဖြစ်တယ်။အဖွားကမတိုင်မင်ကြခင်စားတောက်ဖို့အရင်လှုပ်ကြမယ်လို့ပြောတယ်။အဲလင်ကကြောက်တုံးတွေကိုတွေးပြီးမိုင်းတူးသူတွေကိုတနာတဲ့အတွက်တလင်းကြောက်ထဲငွေကိုမတိမတာထည့်လိုက်တယ်။ပြီးတော့မိုင်းတူးသူတွေကိုတွားပြတဲ့အတွက်မိုင်းတူးသူတွေကအားတက်သွားတယ်။ရိုရန်ကတော့အဲတင်လုံမှန်းသိနေတယ်။မိုင်းတူးသမားတွေကဂူကိုမပိတ်ဖို့ပြောတော့ဆိုပဲဟာဒီဂူကိုပိတ်တာဟာဝင်းကြီးရဲ့ကျိန်စာကြောင့်လို့ပြောတယ်။အဲလင်ကလူတစ်ယောက်ချောင်းဆိုးတွေကမြင်တော့တိသွားပြီးအားလုံးကိုပြန်ရှင်းပြတယ်။ဒါကကျိန်စာမဟုတ်ကြောင်းနဲ့အဆုတ်ယောဂတစ်ခုဖြစ်ကြောင်းပြောတယ်။ဘာလို့ဖြစ်တာလဲဆိုတော့အားလုံးကနေ့အကြာကြီးငွေတက်ထုဖုံတွေကိုရှူနေရတာကြောင့်ဖြစ်တယ်။အဲလင်ကဆက်ပြီးအဲ့ဒီယောဂပျောက်စေးကိုသူထုတ်လုပ်နိုင်မလားဆိုကစမ်းကြည့်မယ်လို့ပြောတယ်။နောက်တော့ Ori နဲ့တိုင်ပင်ပြီး Ori ကလက်ခံတာကြောင့်လုပ်ငန်းစားကြတယ်။ဆေးထုတ်လုပ်နေတဲ့အချိန်အခြားဘသူကိုမှမဝင်ခိုင်းပဲကြာလာတော့ Roran နဲ့ကြားဖူးလေးကအရန်စိတ်ပူနေကကြောင့်တကားကိုဖြတ်ဝင်လာတယ်။အဲလင်ကတော့အရင်ဘဝကဆေးဖော်ဆက်နီးတွေနဲ့သူ့အစွမ်းကိုပေါင်းဆက်ကဆေးကိုဖန်တီးနိုင်ခဲ့ကပင်မလွန်းလို့လဲကျသွားတယ်။ Episode 7ပြီးဆုံးသွားပါတယ်